9နှစ်အတွင်းအမြန်ဆုံးကြီးစုမှုနှုန်းရရှိခဲ့တဲ့ Agent Kim Reactivated ကဲကိုရီးယားဒရာမာချစ်သူတွေအတွက်တော့2026ခုနှစ်ရဲ့ hot အဖြစ်ဆုံးနဲ့အောင်မြင်မှုအရှိဆုံးဒရာမာသစ်ကြီးတစ်ခုထွက်ရှိလို့လာခဲ့ပါပြီ။အဲ့ဒါကတော့မင်းသားကြီးဆိုကြီးဆက်ရဲ့ action လက်စားချေဇလန်းတွဲအသစ်ဖြစ်တဲ့ SBS ရဲ့ Agent Kim Reactivated ပဲဖြစ်ပါတယ်။ဒီဇလန်းတွဲဟာစတင်ထုတ်လွှင့်ရုံနဲ့တင်2026ခုနှစ်ရဲ့ Bemini series ထက်မဆိုအမြင့်ဆုံး rating နဲ့သမိုင်းဆိုင်ထူခဲ့တာပါ။ပြီးခဲ့တဲ့ဇွန်လ29ရက်နေ့ကပြသခဲ့တဲ့ဒုတိယမြောက်အပိုင်းမှာတင်ကြည့်ရှုသူနှုန်းဟာမယုံနိုင်စရာကောင်းလောက်အောင်ထိုးတက်သွားခဲ့ပါတယ်။ Nielsen Korea ရဲ့စည်ရင်းစရာတွေအရ Agent Kim Reactivated ရဲ့အပိုင်းနှစ်ဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ပြန်မြအဆင့်သတ်မှတ်ချက်15.9%အထိခုန်တက်သွားပြီး2026ခုနှစ်အတွင်း SBS ရဲ့အမြင့်ဆုံးစံချိန်ကိုရိုက်ချိုးလိုက်ပါပြီ။ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ဒီနှုန်းဟာလွန်ခဲ့တဲ့9နှစ်ကတနိုင်ငံလုံးကိုလှုပ်ခတ်ခဲ့တဲ့ The Penthouse 3နောက်ပိုင်းဘယ် channel မှာမဆိုကြီးစုမှုနှုန်း15%ကိုအမြန်ဆုံးကျော်ဖြတ်နိုင်ခဲ့တဲ့စံချိန်တင် drama လည်းဖြစ်လာခဲ့ပါတယ်။အထူးသဖြင့်အသက်20ကနေ49နှစ်ကြားအဓိကပရိသတ်တွေကြားမှာပြန်မြ9.8%နဲ့တပတ်တာအစီအစဉ်တွေထဲမှာကြီးစုသူအများဆုံးအဖြစ်ရေပန်းစားနေတာပါ။အခြားဇာတ်ကားတွေဘလောက်ကောင်းကောင်းမင်းသားကြီးဆိုကြီးဆက်ရဲ့အရှိန်အဟုန်ကိုတော့ဘယ်သူမှတားဆီးနိုင်ပုံမပေါ်ပါဘူး။အပိုင်းနဲ့တင်ဒီလောက်ထိပောက်ကွဲနေတဲ့ Agent Kim Reactivated ဟာရှစ်ဆက်ရင်ဘလို့စံချိန်တွေထက်ချိုးအောင်မလဲဆိုတာတကယ်ကိုရင်ခုန်စရာပါပဲ။ကဲလူကြီးမင်းတို့ကဒီဇလန်တွဲကိုကြည့်ပြီးကြပြီလား။ဇလန်အပေါ်အမြင်တွေကိုကွန်မန့်မှာမျှဝေပေးခဲ့ကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။